ညဘက်အဝေးပြေးလမ်းမကြီးပေါ်မှာခမကားမောင်းနေတယ်လို့စဉ်းစားကြည့်လိုက်ပါ။မောင်မဲနေတဲ့လမ်းပေါ်မှာကားရှိက dashboard ကမီနီလေးတစ်ခုရုတ်တရက်လင်းလာတယ်။အင်ဂျင်ဝါစစ်ဖို့ပဲဖြစ်ဖြစ်ဘရိတ်စစ်ဖို့ပဲဖြစ်ဖြစ်ပေါ့။အဲ့ဒီချိန်မှာခမကားကိုရက်ပြီးစစ်ဆေးမလား။ဒါမှမဟုတ်ဘာမှမဖြစ်တော့ပါဘူးလေဆိုပြီးဆက်မောင်းနေမလား။အဲ့ဒီမီနီလင်းနေတာကိုလစ်လူရှုပြီးဆက်မောင်းနေမယ်ဆိုရင်ဘာဖြစ်လာမလဲ။နောက်ဆုံးတော့ကားအင်ဂျင်ပြတ်ပြီးလမ်းလေကောင်မှာဒုက္ခရောက်မှာပါပဲ။ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကလည်းအဒီကားတစ်စီးလိုပါပဲ။သူကလူတွေလိုစကားမပြောတတ်ဘူး။အဲ့ဒီအစားခမကိုတခြားနီလန်းတွေလည်းအချက်ပြတယ်။နာကျင်မှုပင်ပန်းမှုရုပ်တရက်ပြောင်းလဲသွားတဲ့အလေးအထားဒါတွေအားလုံးကခန္ဓာကိုယ်ကပြနေတဲ့မိနစ်တအချက်ပေးတယ်နေပါပဲ။ဒါပေမဲ့ပြဿနာကဘာလဲသိလား။ကျွန်တော်တို့အများစုကအဲ့ဒီမိနစ်တွေကိုအလုပ်ပင်ပန်းလို့နေပါပါဆိုတိတ်နဲ့ကတ်ကာထားလိုက်ကြတာပါပဲ။အဲ့ဒီလိုလစ်လူရှုလိုက်တဲ့အရာတွေထဲမှာအထူးသဖြင့်ဒီဗီဒီယိုရဲ့နောက်ပိုင်းမှာကျွန်တော်ပြောပြသွားမယ်။နံပါတ်၈နဲ့နံပါတ်9လက္ခဏာဆိုရင်လူတိုင်းဒီပါအထူးသဖြင့်မျိုးသမီးတွေမှာနေ့စဉ်ကြုံတွေ့နေရတဲ့တာမန်ညောင်းညာကက်ခဲမှုတွေနဲ့အရင်တူနေတဲ့အတွက်ယောဂမှမသိလိုက်ပဲတိတ်တိတ်ဆိတ်အသက်အန္တရာယ်ပါပေးသွားနိုင်ပါတယ်။မင်္ဂလာပါ။ဒီနေ့မှာတော့မိတ်ဆွေရဲ့ခန္ဓာကိုယ်ကအသက်လူပြည့်အကူအညီတောင်းနေတဲ့အတန်တိတ်ခေါင်းလောင်းတန်တွေအကြောင်းကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်။အစာပိုင်းမှာယောဂတစ်ခုခုဝင်လာပြီဆိုရင်ခန္ဓာကိုယ်ကခမ ्या ကိုချက်ချင်းလဲကျတော့အောင်မလုပ်ပါဘူး။သူကအရင်ဆုံးတီတိုလေးစပြီးတတိပေးပါတယ်။ဒါကို the whispers လို့ခေါ်ပါတယ်။နံပါတ်1အိယာကနိုးကြတဲ့ကပင်ပန်းနေခြင်းလူတိုင်းပင်ပန်းတတ်ပါတယ်။တနေ့လုံးအလုံးလုံးထားရင်ကွန်ပျူတာရှေ့မှာထိုင်ထားရင်ညဘက်ပင်ပန်းတာသဘာဝပါပဲ။ဒါပေမဲ့ကျွန်တော်အခုပြောပြမယ့်ပင်ပန်းတာကအဲ့ဒီလိုမျိုးမဟုတ်ဘူး။ခင်ဗျာညဘက်7နာရီအပြည့်အိတ်တယ်။မနေ့နိုးလာတယ်။ဒါပေမဲ့ခေါင်းပုံကနေခေါင်းမထကျင်တော့အောင်ဒီကိုယ်လုံးမှာအားအင်ဆိုလို့တစ်စက်မှမရှိသလိုခံစားနေရတယ်။ပုံတစ်လုံးကိုတညာလုံးအားသွင်းထားပေမဲ့မနေ့ကျိုးဖြုတ်လိုက်တာနဲ့ပရိတက်ပတ်ဆက်မရှိနေသလိုမျိုးခံစားရတာကြုံဘူးလား။ဒါကိုဆေးပညာမှာ chronic fatigue လို့ခေါ်ပါတယ်။အများစုကငါအလုပ်တွေဖြည့်ဆည်းနေလို့ပါအရွယ်ရလာလို့ပါဆိုပြီး coffee တွေတစ်ခွက်ပြီးတစ်ခွက်တောက်ပြီးဖြည့်ရှင်းကြတယ်။တကယ်တော့ coffee ကယာယီပဲအလုပ်လုပ်တာပါ။ခန္ဓာကိုယ်တွန်းပိုင်းဆဲတွေအစင်မှာစွန့်ရင်ထုတ်လို့တဲ့စနေကြီးချုပ်ယွန်းနေပြီလို့သူကအချက်ပြနေတာပါ။အထူးသဖြင့်လေဘဲမှာရှိတဲ့ thyroid gland အလုံးမလုပ်တော့တာဒါမှမဟုတ်ခပြားရဲ့နှလုံးကသွေးတွေကိုကောင်းကောင်းမညှစ်ထုတ်နိုင်တော့တဲ့အတွက်ခန္ဓာကိုယ်အနှံ့ကိုအောက်ဆီဂျင်မရောက်တော့တာမျိုးတွေဖြစ်နေနိုင်ပါတယ်။ခန္ဓာကိုယ်ကပင်ပန်းနေုံနဲ့မကောက်ဘူး။အုံနောက်ကပါစပြီးဟန်းလာပြီဆိုရင်ရောနံပါတ်2အမြဲတမ်းခေါင်းထဲမှာမရှင်းလင်းခြင်းမနက်ခင်းအလုပ်သွားဖို့တော့ရှာမတွေ့တာစကားပြောနေရင်ပြောချင်တဲ့စကားလုံးတွေကိုရုပ်တရက်စဉ်းစားလို့မရတော့တာမျိုးတွေဖြစ်ပူးတယ်ဟုတ်လားရံဖန်ရံခံဖြစ်တာပြဿနာမရှိပါဘူးဒါပေမဲ့နေတိုင်းဒီပါခေါင်းထဲမှာမြူတွေစိုင်းနေသလိုထိုင်းမိုင်းနေတယ်ဘာလို့မှအာရုံစိုက်လို့မရတော့ဘူးဆိုရင်တော့ဟာတာမန်မဟုတ်တော့ပါဘူးကွန်ပျူတာလုံးမှာ browser တက်တွေအများကြီးဖွင့်ထားလိုက်ရင်စက်ကြီးလေးလံသွားသလိုမျိုးပါပဲအော်နောက်ကသတင်းချက်လက်တွေကို processing မလုပ်နိုင်တော့ပါဘူးဒါကို brain fog လို့ခေါ်ပါတယ်အုံနောက်စီကိုသွားတဲ့သွေးကြောလေးတွေထဲမှာကြောင်ရမ်းမှုတွေဖြစ်နေလို့ပါ။ကိုယ်ထဲမှာနာတာရှည်ယောဂတစ်ခုခုကဲအောင်နေတဲ့အခါခန္ဓာကိုယ်ကခုခံအားစနစ်ကိုအတင်းအလုံးလုပ်ခိုင်းပါတယ်။အဲ့ဒီအခါထွက်လာတဲ့ဓာတုပစ္စည်းတွေကအုံနောက်ရဲ့လုပ်ငန်းဆောင်တာတွေကိုနှိပ်ကွေးသွားစေတာပါ။ဒီလိုကောင်းထဲမှာရှုပ်နေတာကနေတစ်ဆက်တက်လှမ်းတက်ပြီးကောင်းကြိုက်တာတွေပါဇွတ်တိုက်ဖြစ်လာပြီဆိုရင်တော့တကယ်ကိုသတိထားရမယ့်အချိန်ရောက်ပါပြီ။နံပါတ်3အကြောင်းရင်းမရှိပဲဇက်တိုက်ကောင်းကြိုက်ခြင်းကောင်းကြိုက်တာကလူတိုင်းဖြစ်ဖူးတဲ့အရာပါ။ဒါပေမဲ့ပုံမှန်မဟုတ်တဲ့ကောင်းကြိုက်ခြင်းဆိုတာရှိတယ်။တပတ်ကို3ရက်4ရက်လောက်ဇက်တိုက်ကြိုက်နေမယ်အခက်အခဲပြောက်စေတောက်လိုက်ရင်ခဏတက်တာသွားမယ်ဆေးရှင်ပြေတာနဲ့ပြန်ကြိုက်လာမယ်လူအများစုကဒါကိုငါတွေးတိုးနေလို့နေမှာပါဆိုပြီးထင်တတ်ကြတယ်ဒါဟာတကယ်တော့အင်မတန်မှားယွင်းတဲ့အယူဆတစ်ခုပါဆေးပညာရတွေးတိုးယောဂါကိုအတန်တိတ်လူသက်သမားလို့ခေါ်ပါတယ်ဘာလို့လဲဆိုတော့သူကအပေါ်သေး180လောက်ရောက်တဲ့အရေးပေါ်အခြေအနေမှလွှဲရင်ပုံမှန်အဖြစ်ဘာလက္ခဏာမှမပြတတ်လို့ပါပဲဒါဆိုခင်ဗျာဇက်တိုက်ကောင်းကန်နေတာဘာကြောင့်လဲဒါဟာအုံနောက်တွင်းကအာရုံကြောတွေရောင်ရမ်းနေတာဒါမှမဟုတ်အုံနောက်သွေးကြောလေးတွေဖောက်လာတဲ့လက္ခဏာဖြစ်နိုင်ပါတယ်ဒါအချိန်မင်းပေါက်ကွဲသွားနိုင်တဲ့အချိန်ကြိုင်ပုံးတစ်လုံးခင်ဗျားရဲ့ခေါင်းထဲမှာရှိနေတာနဲ့တူပါတယ်။အကဲကဲပြောက်ဆွေးတွေနဲ့ဖုံးဖိမထားပဲချက်ချင်းစစ်ဆေးတဲ့အရာပါ။အခုပြောခဲ့တဲ့အချက်၃ချက်ကအတွင်းပိုင်းမှာပဲဖြစ်နေသေးတဲ့အရာတွေပါ။ဒါပေမဲ့ယောဂါကရင့်လာပြီဆိုရင်အပြင်ဘက်မှာပါစပြီးတိတာလာပါတော့တယ်။ဘယ်လိုတိတာလာလဲဆိုတော့နံပါတ်၄အရေးပြားအယောင်ပြောင်းလာခြင်းတနေ့မှန်ကြည့်လိုက်တဲ့အခါခင်ဗျားရဲ့မျက်လုံးဖြူသားတွေကဝါဖြော့ဖြော့ဖြစ်နေတာဒါမှမဟုတ်အသားရည်ကအရင်လိုမဟုတ်ဘဲဝါကြံ့ကြံ့ဖြစ်နေတာမျိုးသတိထားမိဘူးလားဒါမှမဟုတ်လေပင်တွေဂျိုင်းတွေမှာအကြောင်းရင်းမရှိဘဲအသားတွေရုပ်တရက်မဲသက်ပြီးထူလာတာမျိုးရောခင်ဗျားရဲ့အရေးပြားဟာခန္ဓာကိုယ်အတွင်းပိုင်းကအခြေအနေတွေကိုပြသပေးတဲ့ပကြီးကားချက်ကြီးတစ်ခုပါပဲအသားတွေမျက်လုံးတွေဝါလာတယ်ဆိုတာခင်ဗျားရဲ့အသက်ကအစိတ်တော်တွေကိုမစွန့်ထုတ်နိုင်တော့တာအတဝါယောဂဝင်နေပြီလို့ပြောနေတာပါလေပင်နဲ့ဂျိုင်းတွေမဲလာတာကတော့သွေးထဲမှာအင်ဆူလင်ဓာတ်တွေကပောက်ကမှဖြစ်ပြီးစီဂျိုယောဂအစာပြိုးနေပြီဆိုတဲ့ခိုင်မာတဲ့လက္ခဏာပါပဲအသားရေပြောင်းလဲတာနဲ့မကဘူးနေတိုင်းရေတောက်တာတော့ရေခဏခဏစားနေပြီလားနံပါတ်5
ရေခဏခဏစားပြီးစီးခဏခဏသွားခြင်းဒီချက်ကတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်ရေတောက်တာကျန်းမာရေးအတွက်ကောင်းတယ်ဆိုပြီးလူတွေကတွေးတတ်ကြတယ်ဟုတ်ပါတယ်ဒါပေမဲ့ရေတွေတပူးပြီးတပူးတောက်တယ်ခဏနေတော့လေချောင်းတွေပြန်ချောက်လာပြီးထက်တောက်ချင်လာတယ်ပြီးတော့ညဘက်အိတ်နေရင်းနဲ့တောင်စီးသွားခြင်းလို့3-4ခါလောက်ထရတယ်ဆိုရင်တော့ဒါရိုးရိုးရေစာတာမဟုတ်တော့ပါဘူးအပေါက်ဖြစ်နေတဲ့ရေပုံးတပုံးကိုရေဘလောက်ဖြစ်ပြီးမပြည့်နိုင်တယ်လို့ပါပဲခင်ဗျားသွေးထဲမှာတရားဓာတ်တွေအရန်များနေတဲ့အခါကြောက်ကကအဲ့ဒီပိုရှန်နေတဲ့တရားတွေကိုအပြင်ကိုဆွန့်ထုတ်ဖို့ကြိုးစားပါတယ်အဲ့ဒီကခန္ဓာကိုယ်တွေကရေတွေကိုပါဆွဲယူသွားတဲ့အတွက်စီးခဏခဏသွားတယ်ခန္ဓာကိုယ်ကရေဓာတ်ခန်းချောက်သွားလို့ရေတွေထက်တောင်းတယ်ဒါဟာစီးချိုယောဂရဲ့အထင်ရှားဆုံးအချက်ပေးတယ်ပါပဲရေတွေအရန်တော့အစားတွေလည်းအများကြီးစားနေရက်နဲ့ခင်ဗျားရဲ့ကိုယ်လေးချင်းကရုပ်တရက်ထွန်းချသွားတယ်ဆိုရင်ကောကောင်းတဲ့လက္ခဏာလို့ထင်ပါသလားနံပါတ်6အကြောင်းရင်းမရှိပဲကိုယ်လေးချင်းကြာဆင်းသွားခြင်းခင်ဗျားကဝှချဖို့တိုင်းရလည်းလုံမနေဘူးလေ့ကျင့်ခန်းတွေလည်းမလုပ်ဘူးဒါပေမဲ့ပြီးခဲ့တဲ့6လအတွင်းမှာကိုယ်လေးချင်းကမိမိမူလအလေးချင်းရဲ့900ရာခိုင်နှုန်းဥပမာ10ပေါင်15ပေါင်လောက်ရုပ်တရက်ထိုးကြသွားတယ်မိတ်ဆွေတွေကပိန်သွားလိုက်တာလှသွားတယ်လို့မြောက်ပြောတာကိုသဘောကျမနေပါနဲ့အကြောင်းရင်းမရှိပဲလေးချင်းကြတာဟာအင်မတန်ကြောက်စရာကောင်းတဲ့အချက်ဖြစ်ပါတယ်ဘာနဲ့တူလဲဆိုတော့စောင်းထဲမှာအိမ်ထဲကမိဖို့မှာထင်းကုန်သွားလို့အိမ်ကိုနှွေးအောင်ဆိုပြီးအိမ်ထဲမှာရှိတဲ့ပြီးဘောကတွေကလထိုင်တွေကိုချိုးဖယ်ပြီးမိရှို့နေရတယ်လို့မျိုးပါပဲခန္ဓာကိုယ်ကပုံမှန်အစွမ်းရည်အရင်းမြစ်တွေကိုအသုံးမချနိုင်တော့တဲ့အခါကိုယ်ထဲမှာရှိတဲ့အဆီတွေကြွက်သားတွေကိုဖြိုခွဲပြီးအစားထိုးအသုံးပြုနေရတာပါအကြောင်းရင်းကတော့လေပင်ကြီးယောဂကြောင့်ဖြစ်နိုင်တယ်လို့ပိုဆိုးတာကတော့ကိုယ်တွင်းကင်ဆာကလပ်စီးတွေကခမရရဲ့အာဟာရတွေကိုစုပ်ယူစားတောက်နေလို့လည်းဖြစ်နိုင်ပါတယ်ဝှက်ကြပြီးပိန်သွားတာကိုသဘောကျမနေပါနဲ့ဒီချိန်မှာခမရရဲ့အိမ်သာသွားတဲ့အကျင့်တွေပါပြောင်းလဲလာပြီဆိုရင်တော့အခုပြောမယ့်အပိုင်းကတော့ the red alert လို့ခေါ်တဲ့အရေးပေါ်အဆင့်တွေပါဒီလက္ခဏာတွေပြလာရင်တော့အိမ်မှာဆေးမိတို့နဲ့ကုနေလို့မရတော့ပါဘူးနံပါတ်9ဝမ်းနဲ့စီးသွားတဲ့အကျင့်များရုပ်တရက်ပြောင်းလဲခြင်းလူတွေကကိုယ့်ရဲ့ဝင်သွားတဲ့ကိစ္စတွေကိုသူများကိုပြောပြဖို့ရှက်တတ်ကြတယ်အဲ့ဒီရှက်တတ်တဲ့အကျင့်ကပဲလူအသက်ပေါင်းများစွာကိုနှုတ်ယူသွားတတ်ပါတယ်မိတ်ဆွေကပုံမှန်ဝန်မှန်တဲ့သူတယောက်ရုပ်တရက်ဝမ်းပြတ်သွားတယ်ဆိုပါစို့အစာမလို့တရက်နှစ်ရက်လောက်ဝမ်းပြတ်တာကပြဿနာမရှိပါဘူးဒါပေမဲ့အဲ့ဒီလိုဝမ်းချိုးလိုက်ဝမ်းလျှော့လိုက်ဖြစ်နေတာကနှစ်ဘက်ကနေလေးဘက်ဒီဇက်တိုက်ဖြစ်နေမယ်ဒါမှမဟုတ်ဝမ်းသွားတဲ့အခါသွေးတွေပါလာမယ်ကြီးသွားတဲ့အခါမှာလည်းအရင်လိုသွားရတာမဖြောင့်တော့ဘူးနာကျင်လာမယ်မြို့တစ်မြို့ရဲ့မင်လာစနစ်ပိတ်ဆို့သွားရင်တမျိုးလုံးအနက်သက်တွေဆိုးလာတယ်လို့ပါပဲခင်ဗျားရဲ့ဦးလန်းကြောင့်ဒါမှမဟုတ်စီလန်းကြောင့်မှအကျိတ်တွေပိတ်ဆို့နေတာဖြစ်နိုင်ပါတယ်အထူးသဖြင့်အသက်40ကျော်လာရင်ဝမ်းနဲ့သွေးပါတာကိုနေကောင်းမှဆိုပြီးလှစ်လို့မရှိပါနဲ့ရက်ရှည်လာများဖြစ်နေတဲ့ဝမ်းအကျင့်ပြောင်းလဲမှုဟာဥမာကြီးကင်ဆာရဲ့အဆုံးဆုံးလက္ခဏာဖြစ်နေတတ်ပါတယ်အခုပြောမယ့်နံပါတ်8နဲ့နံပါတ်9အချက်ဗီဒီယိုစမှာကျွန်တော်ပြောခဲ့တဲ့အချက်ပါလူတိုင်းဒီပါသတိမထားမိပဲအသက်အန္တရာယ်ပေးနိုင်ဆုံးအရာနံပါတ်8အကြောင်းရင်းမရှိအမောမခံနိုင်ခြင်းလေကားတက်နှစ်ထပ်လောက်တက်လိုက်တာနဲ့ရင်ပတ်ထဲကမိရထားသလိုပူလာပြီးအသက်ရှူမဝတော့ဘူးလန်ဒန်နဲ့မြန်မြန်ရှောက်လိုက်တာနဲ့မောလာတယ်အဲ့ဒီကကျွန်တော်တို့ဘယ်လိုတွေးလဲငါအသက်ကြီးလာလို့ပါလေလေ့ကျင့်ခန်းမလုပ်တာကြားလို့ပါဆိုပြီးလွှတ်ချတတ်ကြပါတယ်ဒီလိုလွှတ်ချတတ်တဲ့အကျင့်ကတကယ်ကိုအန္တရာယ်ကြီးပါတယ်အထူးသဖြင့်အမျိုးသမီးတွေမှာပိုဆိုးပါတယ်ရုပ်ရှင်တွေထဲမှာနှလုံးဖောက်ပြီးဆိုရင်ရင်ပတ်ကြီးဖိပြီးလဲကျသွားတာကိုမြင်မှုကြမှာပါတကယ်လက်တွေမှာအထူးသဖြင့်အမျိုးသမီးတွေနှလုံးဖောက်တဲ့ကအဲ့ဒီလောက်သိတာတဲ့လက္ခဏာမပြတတ်ပါဘူးခမရရဲ့နှလုံးသွေးကြောတွေထဲမှာအဆီပိတ်ပြီးနှလုံးကသွေးကိုကောင်းကောင်းမညှစ်နိုင်တော့တဲ့အခါခန္ဓာကိုယ်ကအောက်ဆီဂျင်မလောက်တော့ဘူးအဲ့ဒီကတာမန်လှူရှားမှုတွေလုပ်တာတော့အသက်ရှူပါအောင်နေတွေလိုအပ်နေပြီလို့ခမရကိုအော်ပြောနေတာပါဒါဟာအချိန်မျိုးဖြစ်လာနိုင်တဲ့နှလုံးရုပ်တရက်ရက်တန့်ခြင်းဆိုင်လန်ဟတ်အတက်ရဲ့ရှေ့ပြေးနိမိတ်တစ်ခုပါအသက်ရှူကြက်တာအပြင်ခန္ဓာကိုယ်ရဲ့တခြားနေရာတွေကပါဇက်တိုက်နာကျင်နေပြီဆိုရင်နံပါတ်9အကြောင်းရင်းရှာမရပဲနာကျင်နေခြင်းအလုံချမ်းလို့ခါနာတာလက်ကျင်ကန်လို့ကြော်သားနာတာမျိုးမဟုတ်ဘူးရင်ဘတ်ထက်ကအောက်နာတယ်မကပဲခုနကပြောခဲ့သလိုပဲမျိုးသမီးတွေရဲ့နှလုံးရောဂါလက္ခဏာဟာအရန်ကိုလှည့်စားတတ်ပါတယ်ရင်ဘတ်မအောင်ပဲဘယ်ဘက်လက်မောင်းတစ်လျှောက်ဆူးပြီးနာတာအမဖို့ကြောကိုဗီယိုတွေကအကြောင်းရင်းမရှိပဲဇက်တိုက်နာကျင်နေတာမျိုးပါစေကန်တွားပြပြီးမှတာမန်အကြောနာတာပါဆိုပြီးဒိန်းသေးလေးပေးလိုက်တာမျိုးခံရတတ်ပါတယ်အစာအုပ်တစ်ခုမှမီးလောင်ရင် fire alarm ကြီးကရက်မသွားပဲဇက်တိုက်နေတယ်လို့ပါပဲခန္ဓာကိုယ်တွေကတနေရာမှာစိုးရတဲ့ပျက်စီးမှုတွေဖြစ်နေပါပြီနှလုံးနဲ့မသက်ဆိုင်မှုလို့ထင်ရတဲ့မေးရိုးတွေဘယ်ဘက်လက်မောင်းတွေနာကျင်တာဟာ refer pain လို့ခေါ်တဲ့နှလုံးကြော်သွားတွေသွေးမရတော့တဲ့လက္ခဏာတစ်ခုပါခန္ဓာကိုယ်ကနာကျင်မှုဆိုတာအနားယူဖို့ပန်ကန်တဲ့ကုသမှုခံယူဖို့တောင်းဆိုနေတဲ့နောက်ဆုံးအတန်ပါပဲနာကျင်မှုတွေကတကူလုံးကိုဒုက္ခပေးနေချိန်မှာခမရရဲ့မြင်ကွင်းတွေမှာဝါတတာဖြစ်လာပြီဆိုရင်တော့နောက်ဆုံးအဆင့်ကိုရောက်နေပါပြီနံပါတ်10အမြင်အာရုံရုပ်တရက်ပြောင်းလဲခြင်းဖုံးသုံးတာများလို့မျက်စိညောင်းတာမျိုးမဟုတ်ပါဘူးရုပ်တရက်ကြီးမျက်စိရှိမှအမဲဆက်တွေပြန်ဝဲနေတာမြင်ကွင်းကဝါသွားတာတနကချလိုက်တယ်လို့တစ်ဖက်ကရုပ်တရက်ကွဲသွားတာမျိုးဖြစ်ဘူးပါလားနိုင်ပိုင်းလောက်နေတော့ပြန်ကောင်းသွားတယ်ဒါကြောင့်သိကူးဆိုင်ပဲနေလိုက်ကြတယ် CCTV ကင်မရာတွေရဲ့ကြိုးတွေချော့ပစ်ပြီးပုံရိပ်တွေပြတ်တောက်သွားသလိုပါပဲမျက်လုံးဆိုတာအုံနောက်နဲ့ဓာတ်ရိုက်ဆက်သွယ်ထားတဲ့အစိပ်ပိုင်းပါနေအာရုံရုပ်တရက်ပြောင်းလဲသွားတာဟာ
အုံနောက်ထက်ကသွေးကြောလေးတွေခဏတာပိတ်သွားတဲ့တန်စီရဲ့ ischemic attack လို့ခေါ်တဲ့လေဖြတ်ခြင်းရဲ့အကျိုးလက္ခဏာဖြစ်နိုင်ပါတယ်။ဒါမှမဟုတ်စီးကြိုးကြောင့်မျက်လုံးနောက်ကသွေးကြောလေးတွေပေါက်ကွဲသွားတာလည်းဖြစ်နိုင်ပါတယ်။ဒါကိုလစ်လူရှုလိုက်ရင်နောက်တစ်ချိန်မှာအမြင်အာရုံလုံးဝကွယ်သွားနိုင်တယ်လို့ဒီကုလုံးလေဖြတ်သွားနိုင်တဲ့ဒီအန္တရာယ်ရှိပါတယ်။ဒီဗီဒီယိုကိုကြည့်ပြီးခင်ဗျားငါမှာတော့ယောဂတွေရှိနေပြီလားမသိဘူးဆိုပြီးအရန်ကြီးဆုံးရင်ကြောက်လန့်မသွားပါနဲ့။အခုခေတ်မှာ cyber qualia လို့ခေါ်တဲ့ online မှာလိုက်ဖက်ပြီးကိုယောဂတယ်လို့ထင်နေတဲ့စိတ်ကျန်းမာရေးပြဿနာမျိုးလည်းမဖြစ်စေချင်ပါဘူး။ကျွန်တော်ရည်ရွယ်ချက်ကခင်ဗျားခန္ဓာကိုယ်ရဲ့စကားသံကိုနားထောင်တတ်ဖို့ပါ။ကျွန်တော်တို့ကဖုန်းဘက်ထရီ 20% အောက်ရောက်သွားရင်တော့ပြတလဲအပြည့်သွင်းတတ်ကြတယ်။ဒါပေမဲ့ကိုယ်ခန္ဓာကိုယ်ကြီးကဘာမခံနိုင်တော့ဘူးလို့မင်းပြပြီးအချက်ပြပေးနေတာကိုတော့အလွယ်တကူလစ်လူရှုထားတတ်ကြတယ်။ဒီချက်ဆဲချက်ထဲကတစ်ခုခုကိုခင်ဗျားနေ့စဉ်ရက်ဆက်ခံစားနေရပြီဆိုရင်ငါအနားယူလိုက်ရင်တက်တာသွားမှာပါဆိုတဲ့အတွေးကိုဖျောက်ပစ်လိုက်ပါ။အချိန်ပေးပြီးဆရာဝန်နဲ့တွားရောက်ပြသပါ။သွေးစစ်ပါ။စောစောသိရင်ဘယ်ယောဂမှမဆိုကုသနိုင်ခြင်းအရင်များပါတယ်။ခင်ဗျားခန္ဓာကိုယ်ကခင်ဗျားကိုအသက်ရှင်အောင်နေရောညပါမနာတဲ့အလုံးလုံးပေးနေတာပါ။သူပင်ပန်းလာတဲ့အခါသူအကူညီလိုအပ်လာတဲ့အခါသူစကားကိုနားထောင်ပေးဖို့အချိန်တန်ပါပြီ။ကျွန်တော်ကတော့ Vital Family ဘိုင်းကဆရာဝန်ပြောက်ပါ။မိတ်ဆွေတဲ့တန်ဖိုးရှိတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားပါဦးမယ်။ကျမကြီးကိုကူးဆိုင်ပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဗျာ။ Good night ပါခင်ဗျာ။